မင်္ဂလာပါရှင်ကျွန်မကတော့အစီအရီပွဲမှာဒီနေ့မှာတော့ Innovative Dragon Management Institute ရဲ့ Third Graduation Ceremony မှတ်တမ်းပုံရိပ်လေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင် Innovative Dragon Management Institute ကနေပြီးတော့လုပ်ငန်းခွင်လက်တွေ့အသုံးချနိုင်ငံတကာအသိအမှတ်ပြု UK Diploma ဘွဲ့ရကျောင်းသားကျောင်းသူများစွာကိုဝေထုတ်ပေးလျက်ရှိရာယခုဆိုလို့ရှိရင်တော့တတိယအကြိမ်မြောက်ပွင့်နေတဲ့အခမ်းအနားကြီးကိုအောင်မြင်စွာကျင်းပပြုလုပ်နေတဲ့အမြင်ကွင်းတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်ရှင်။ကဲဒါဆိုလို့ရှိရင်စုနဲ့တူတူလိုက်ပါကြည့်ရှုကြရအောင်လားရှင်။ Innovative Dragon Management Institute မှာဆိုရင်လုပ်ငန်းခွင်လက်တွေ့အသုံးချ UK Diploma ဘာသာရပ်ပေါင်းများစွာကိုဖွင့်လှစ်သင်ကြားလျက်ရှိပြီးအချိန်မရွေးနေရာမရွေးသင်ကြားနိုင်မယ့် Zoom Live Class ကလုပ်ငန်းခွင်မှာထိထိရောက်ရောက်လက်တွေ့အသုံးချလို့ရမှာဖြစ်ပြီးသင်တန်းချင်းနဲ့ Assessment Fees တွေကိုလည်းအရေးကြခွဲသွင်းလို့ရတာဖြစ်တဲ့အတွက်ကြောင့်တက်ရောက်ဖို့အတွက်တိုက်တွန်းချင်ပါတယ်ရှင်။